မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ29ရက်တနင်္ဂနွေနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့မောင်တော်ခရိုင်အတွင်းမှာAAကလိုက်လံဖမ်းဆီးသွားခဲ့တဲ့ရိုဟင်ဂျာပညာတတ်များရဲ့မိသားစုများကသတင်းအစနာမရသေးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မချယ်ရီဝင်းမှာ AAကရိုဟင်ဂျာလူထုအားနည်းသွားအောင်ကြိုးပမ်းသည့်အနေဖြင့်ပညာတတ်များကိုပြစ်မှတ်ထားပြီးဖမ်းဆီးတာတွေတွေ့ရရခိုင်ပြည်နယ်မောင်တော်ခရိုင်အတွင်းမှာအပြစ်မဲ့ရိုဟင်ဂျာပြည်သူနဲ့ပညာတတ်များကိုရခိုင်လက်နက်ကိုင် AAကအကြောင်းမဲ့လိုက်လံဖမ်းဆီးခေါ်ယူသွားခဲ့တာ9လကျော်ကြာနေတော့လေယနေ့ထိသတင်းစာနာမရသေးလို့သူတွေရဲ့မိသားစုတွေကစိုးရိမ်ဖွယ်ရာဖြစ်နေကြသည်ဟုဆိုကြပါတယ်ရခိုင်ပြည်နယ်မောင်တော်မြို့ကညင်တန်ရက်ကွက်နေဆရာ AH ကမ40နှစ်တည်းမိသားစုနဲ့အတူရခိုင်လက်နက်ကိုင် AA ထိန်းချုပ်ရနယ်မြေဟာဘီရွာဟတ်ဖိုင်ရွာရင်အော်ဂိုလာစနေရက်နေ့စစ်ဆောင်အဖြစ်ရွှေ့ပြောင်းခိုလုံပြီးတရက်အိုကျေးရွာသို့ဆက်လက်ပြောင်းရွှေ့သွားနေခဲ့စဉ်ဟာဘီရွာ၏အရှိပတ်ရှိအေးစခန်းမှအေးတပ်ဖွဲ့ဝင်များက၎င်းကို2024ခုနှစ်ဩဂုတ်လ24ရက်နေ့တွင်ရန်ကုန်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ယနေ့အချိန်ထိမိသားစုကအဆက်အသွယ်မရရှိ၍တေလားရှင်လားမသိသေးလို့မိသားစုကစိုးရိမ်ဖွယ်ရာဖြစ်နေပါသည်မော်လီဖ်AH ကမလ်ဟုအများအဖြစ်သိကြသည့်မစ္စတာအာမတ်ကမလ်သည်မောင်တော်မြောက်ပိုင်းချိန်ချောင်းကျွော်မှထင်ရှားသောပညာရှင်ဖြစ်ပြီး2012ခုနှစ်တွင်အာရဘီကျောင်းများအပိတ်ခံရပြီးနောက်ကလေးများရာနဲ့ချီ၍သိပ္ပံပညာနှင့်အစ္စလမ်ပညာကိုအကောင်းဆုံးသင်ကြားနိုင်ခဲ့သည့်မောင်တော်မြို့ပုဂ္ဂလိကဆရာနောက်ဆုံးရသင်ရိုးညွှန်များအာရဘီမြန်မာအင်္ဂလိပ်နှင့်ဥရဒူဖြစ်ပြီးဆရာသည်အင်မတန်ရိုးသား၍ဒေသခံများ၏အကြည်ညိုခံရသောပုဂ္ဂိုလ်တဦးဖြစ်ကြောင်းမြို့ခံများက MGN ကိုပြောသည်မောင်တော်မြို့ကညင်တရက်ကွက်ကမြန်မာစာပြဆရာလာမြေရိုဟင်ဂျာလူမျိုးနှင့်ဒုညောင်မင်းကြီးကျွော်ကဆရာအေနမ်ဟုလူသိများသောအခြားထင်ရှားသောရိုဟင်ဂျာဆရာမတဦးကိုလည်းအေးက2024ခုနှစ်ဩဂုတ်လနောက်ဆုံးအပတ်ကပင်အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းဒေသခံများကပြောကြားခဲ့သည်ချို့ပြင်ဇူဟူရူဟောက် ACF ဝန်ထမ်းဟောင်းနှင့်သူသားရာဘီအူလ်ဟာဆမ်စနက်တန်ကျောင်းသားတို့ကိုလည်းအေးထိန်းချုပ်နယ်မြေဟာဘီရွာတွင်စစ်ပေးရှောင်ခိုလုံနေစဉ်2024ခုနှစ်ဩဂုတ်လ24ရက်နေ့၌အကြောင်းမဲ့ဖမ်းဆီးသွားကြောင်းအမှတ်တရကဆရာခင်စောဤတာမုစတာကိုလည်းအေးထိန်းချုပ်နယ်မြေ၌ခုံလုံနေစဉ်ဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါတယ်2024ခုနှစ်စက်တင်ဘာလ18ရက်နေ့ညနေပိုင်းတွင်မောင်တော်မြို့နယ်ခါလီဇာဘာနာရွာခေါ်လာဘာနာဖရာကရိုဟင်ဂျာတဦးဟာဘီရွာတွင်စစ်ပေးရှောင်ပြေခိုလုံနေထိုင်စဉ်အေတပ်ဖွဲ့ဝင်များကမျက်နှာဖုံးစွပ်ပြီးအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်အလားတူရခိုင်ပြည်နယ်ဘူးသီးတောင်မြို့မှာရိုဟင်ဂျာပညာတတ်တချို့ကို2024ခုနှစ်တုန်းကပင်အေကအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ယမန်နှင့်ဧပြီလ24ရက်နေ့ကလည်းဘူးသီးတောင်မြို့အမှတ်9ရပ်ကမြန်မာစာပြဝိုင်းရင်ဆရာမောင်ထွန်းရိုဟင်ဂျာလူမျိုးကိုလည်းအေကအကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်ဆရာဟာတတဲစစ်ရိုဟင်ဂျာနဲ့ရခိုင်ကျောင်းသားကျောင်းသူတွေကိုမြန်မာစာသင်ကြားပို့ချပေးတဲ့လမ်းပြအလင်းရောင်နဲ့လမ်းညွှန်သူဖြစ်ပြီးလူအများရဲ့ဘဝတွင်ဉာဏ်ပညာနဲ့နှွေးထွေးမှုရှိတဲ့ပုံသဏ္ဍာန်ဖြစ်သည်မောင်တော်နဲ့ဘူးသီးတောင်မှာအေကရိုဟင်ဂျာပညာတတ်တွေလုပ်ငန်းရှင်တွေကျောင်းသားတွေကိုကြောက်မဲ့ဖမ်းဆီးနေတာတွေတောက်လျှောက်တွေ့နေရတယ်။လူတွေနဲ့တွေ့အစည်းအဝေးလုပ်ရင်စကားချိုပြောတစ်ပြီးလက်တွေ့မှာတော့ဖုန်းလိုင်းအနန္တလိုင်းမရှိတာကိုအခွင့်ကောင်းယူပြီးလက်နက်အားကိုနဲ့လှုပ်ချင်နိုင်လုပ်နေတာတွေပါ။ခွဲရမှာချန်ဆိုင်နေတာတွေကိုဘကြောမှဖုံးကက်ထားလို့မရပါဘူး။အမှန်တရားကစကားပြောလာပါလိမ့်မယ်လို့ရိုဟင်ဂျာရေးလှုပ်ရှားသူတဦးကပြောသည်။အေကရိုဟင်ဂျာလူထုအားနဲ့တော့အောင်ကြိုးပမ်းသည့်အနေဖြင့်ပညာတတ်များကိုပြစ်မှတ်ထားနေတာဖြစ်တဲ့တစုံတဦးအားဖမ်းဆီးခေါ်ဆောင်သွားသတင်းချက်လက်များရရှိရင်လောကမဖြစ်နိုင်မှာပညာတတ်တဲ့လူထုကောင်းဆောင်များအားဖန်ဆီးခြင်းဟာလူခွင့်ရေးချိုးဖောက်မှုဖြစ်ပြီးဒေတာတွဲတည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေပါတယ်လူအများလေးစားသောပုဂ္ဂိုလ်များကိုအကြောင်းပတ်ချက်မရှိဖန်ဆီးခြင်းဟာရွရွလူထုကြားစိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေပါတယ်အရက်သားများပေါ်အင်အားသုံး၍ဖိနှိပ်ခြင်းဟာငြိမ်းချမ်းရေးနဲ့ဒေတာတည်ငြိမ်ရေးအတွက်မိတိနီးနဲ့မှအထောက်အကူမဖြစ်စေပါလို့ရခိုင်အရေးအနီးကလေးလာဆက်ကျင်နေသူတွေကပြောပါတယ်